ကျွန်တော်နာမည်တော့ကိုအောင်စောဖြစ်ပါတယ်ခင်ဗျာကျွန်တော် Jason Lin Food Sector ရဲ့ founder ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့နိုင်ပွဲကတော့ကျွန်တော်တို့အသင်းကြီးတွေနဲ့တွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလေးလေးကိုဒီကတော့မရှိဘူးပေါ့နော်ပုံမှန်တိုင်းပဲစိတ်ညစ်ညစ်နဲ့ကစားဖို့ဒီထားတော့ပြင်ဆင်လာပါတယ်အခုနိုင်ပွဲအတွက်ရသွားတာလည်းတိုင်းပြည်ဝမ်းသာပါတယ်ခင်ဗျာဟုတ်အဓိကတော့ကျွန်တော်တို့အုပ်စုစစ်မှာ MNU အသင်းကြီးနဲ့တွေ့တော့ပညာတွေအများကြီးရတာပေါ့နော်ဒီပညာတွေကနေတော့ကျွန်တော်တို့ဒီအငယ်အသင်းမှာလည်းသူတို့ရဲ့ဟိုပေါ့နော် mindset တွေပါတော့ကျွန်တော်တို့ကြားတယ်ကျွန်တော်တို့မှားခဲ့တဲ့ဟာတွေအဓိကပြင်ဆင်ရတာပေါ့ဗျာအဓိကပြင်ဆင်မှာကျွန်တော်တို့ defense ကောင်းကောင်းထိဆောက်ပြီးတော့ကိုယ့်ရဲ့ found တိုင်းပဲဒီစနစ်တကျဒီကို found တိုင်းပဲလုပ်သွားတာဖြစ်တဲ့အတွက်စင်ပြေသွားတာပေါ့နော်ကျွန်တော်နိုင်ရလာရရှိသွားပါတယ်ကျွန်တော်တို့ဒီ MNU ယူတင်ရလဲတကယ်ကိုမှကျွန်တော်တို့လက်ရည်စင် player လေးလည်းပါတာပေါ့နော်ကစားရတာတော်တော်ခက်ပါတယ်အဓိကတော့ကျွန်တော်တို့လှုပ်ထားတဲ့ found တိုင်းပဲဝင်သွားတာဖြစ်တဲ့နိုင်ရရှိသွားတာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်